မဘုံနီယိုရဲ့တတိယအကြိမ်မြောက်ကန်ထူးရှင်ကြီးထပ်မံထွက်ပေါ်လာပါပြီ။ မင်္ဂလာပါရှင်မ ဟုတ်ကဲ့မင်္ဂလာပါ ။နှုတ်ခွဲလေးကရင်လေးမဘုံနီယိုဆိုပြီးကန်ထူသွားတော့ဘယ်လိုခံစားရလဲရှင်မ မထင်ထားဆိုအရင်ပြောပါတယ် ။ဟာဟုတ်ကဲ့ရှင်မ။မှန်ကွဲအောင်မှာဗာမျိုးစားလေးကတ်ပြီးကန်ထူသွားရလဲရှင် Redmi Note 40 Pro ကတ်တာရှင် ။ဟုတ်ကဲ့ရှင်ဟုတ်မှာ။မှန်ကွဲလေးကတ်တာအစင်ရောပြေရလားရှင်စိတ်ကြည်နေမှုရောရှိရလားရှင် ဟုတ်ကဲ့ပြေးပါရဲ့ ။ဟုတ်ကဲ့ရှင်ဟုတ်မှာ။ဒီစုကြီးပေါက်တော့ရောမှာဟိုကိုယ်တိုင်သုံးပါလားတခြားသူလက်ဆောင်ပေးပါလား တခြားသူလက်ဆောင်ပေး ။ဟုတ်ကဲ့ရှင်။မှန်ကွဲနေလို့လားကတ်တာလားအမဒါမှမဟုတ်လေခက်ချင်ကဆန်းကျင်လို့လားကတ်တာလားရှင်မ မှားတော့ကွဲနေရကြတယ်ဟိုကတ်မဲဆိုင်ရှာရင်းနဲ့နောက်ဆုံးဒီဟာကန်ဆယ်ခက်ချစ်ကန်ဆယ်မဲလေးတွေတွေ့လို့အခါလေးလာနေလိုက်တယ် ဟုတ်ကဲ့ရှင်မခဲချစ်ချင်လို့လာကတ်တာပေါ့နော်ဟုတ်ကဲ့ရှင်မဒီခဲချစ်ကန်ဆယ်မဲကြီးမှာ iPhone 70 Pro Max အပြင်လေနောက်ထပ်မဘုံနီယို iPad တွေလည်းပါသေးတာဖြစ်လို့မနောက်လာကန်ဆယ်မဲသူတွေအတွက်လည်းစကားလေးတစ်ခေါက်လောက်ပြောပြပါအောင်ရှင်မ ဟုတ်ကဲ့ပါဒီဆိုင်ကလေတကယ်ပေးနေရမို့လာပြီးတော့လည်းကန်ဆယ်ဖို့လည်းဖိတ်ခေါ်ပြရစီရှင် ဒီသင်္ကန်းတော်တမိုးရှိတယ်ဗလားမပါခဲချစ်ကန်ဆယ်မဲကြီးကအော်တိုဝါလာ15ရက်နေ့ထိပဲနော်အခုပဲနီးစက်ရ Remake Corner Remake Teller နဲ့ Remake Brand Shop ဆိုင်ကြီးများမှာလာရောက်ကန်ဆယ်ရင်စုကြီးတွေကန်ထူးနိုင်မှုဖိတ်ခေါ်လိုက်ပါရဲ့ရှင်